ဒီဇလန်လေးကတော့ပင်လယ်နားကအပန်းဖြေဥယျာဉ်ဘေးမှာရှိတဲ့တိရစ္ဆာန်ရုံတစ်ခုမှာကြားနဲ့ချင်းသေးတွေကိုလေ့ကျင့်ပေးတဲ့ဆရာရောင်ဟွမ်နဲ့စတင်ထားပါတယ်။သူကတော့လူတွေနဲ့ဆက်ဆံရတာထက်ဒီသားရဲ့တိရစ္ဆာန်တွေကိုထိန်းကျောင်းရတာကပိုလွယ်တယ်လို့တောင်ယူဆထားသူပါ။ရောင်ဟွမ်မှာစူအားဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။စူအားကရတာဝါသနာပါပြီးအခန်းတကားမှာတော့အဖေဝင်ခွင့်မရှိဆိုတဲ့ဆိုင်းပုတ်ကြီးချိတ်ထားတဲ့အထိအရွယ်ရောက်စမိန်းကလေးတို့ထုံးစံအတိုင်းအဖေနဲ့စကားများတက်ကြသူပါ။သူတို့သားအဖနေတိုင်းရန်ဖြစ်နေတာကိုကြည့်နေကြကတော့သူတို့မွေးထားတဲ့အားရောင်ဆိုတဲ့ကြောင်လေးပေါ့။ဒါပေမဲ့တညမှာတော့ TV ကနေအရေးပေါ်သတင်းတစ်ခုတက်လာပါတယ်။ကမ္ဘာတဝန်းမှာဇွန်ဘီဗိုင်းရပ်စ်တစ်ခုပြန့်နှံ့နေတာပါ။ TV ဖန်သားပြင်ပုံမှာလူတွေဟာတယောက်နဲ့တယောက်လိုက်ကိုက်နေကြပြီးမြို့ကြီးတစ်ခုလုံးလည်းရုပ်ရုပ်သေးသေးဖြစ်ကုန်ပါတယ်။အဲ့ဒီအချိန်မှာပဲစူအားကအိမ်နီးနားချင်းလင်မယားအပြင်မှာရန်ဖြစ်နေတာကိုလှမ်းမြင်လိုက်ပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေကအရန်ထူးဆန်းပြီးတောင့်ကြီးဖြစ်နေတာကြောင့်စူအားကတော့ရင်းပြန်ချော့နေကြတာလို့ထင်နေတာပါ။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့မထင်မှတ်ထားတဲ့အရာတွေဖြစ်ပျက်ကုန်ပါတော့တယ်။ရောင်ဟွမ်ကသမီးဖြစ်သူကိုအိမ်ထဲအမြန်ဆွဲခေါ်လိုက်ရပေမဲ့ဇွန်ဘီဖြစ်သွားတဲ့အိမ်နီးနားချင်းကမှန်တကားကိုခေါင်းနဲ့တိုက်ပြီးအတင်းဝင်ဖို့ကြိုးစားနေပါတယ်။ရောင်ဟွမ်ကစူအားကိုကြောင်လေးချီပြီးအခန်းထဲမှာပုံနေဖို့ပြောခဲ့ပြီးသူကတော့အပြင်မှာဇွန်ဘီကိုစကားပြောဖို့ကြိုးစားပါသေးတယ်။ဒါပေမဲ့ဇွန်ဘီကဘာစကားမှနားမလည်ပဲကိုက်ဖို့ပဲသိတာပါ။ဇွန်ဘီကိုခိတ္တတာစီးပြီးချိန်မှာတော့စူအားကဂယုထဲမှာလူတွေအများကြီးကူးစက်ခံနေရပြီဆိုတာသိလိုက်ရပါတယ်။အဲ့ချိန်မှာပဲရောင်ဟွမ်ကရဲစခန်းကိုသွားဖို့ကြိုးစားပေမဲ့အပြင်မှာတော့ဇွန်ဘီတွေကလမ်းမပေါ်အပြည့်ပါပဲခွေးလေးတောင်ဇွန်ဘီခွေးတွေဖြစ်နေပါပြီ။ဖုန်းလိုင်းတွေကလည်းပြတ်တောက်နေတော့နောက်ဆုံးမှာသူတို့သားအဖဟာမြို့နဲ့ဝေးတဲ့ကြီးလက်ရွာလေးမှာရှိတဲ့သူ့အမေစီကိုသွားဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ချိန်မှာပဲဇွန်ဘီအုပ်ကြီးကြကဖျက်ဖို့အတွက်ရောင်ဟွမ်ကစိတ်ကူးဆန်းတစ်ခုရခဲ့ပါတယ်။အဲ့ဒါကတော့ဇွန်ဘီတွေလိုဟန်ဆောင်ဖို့ပါပဲကံကောင်းချင်တော့တားအဖနှစ်ယောက်လုံးကတော်တဲ့သူတွေဆိုတော့သူတို့ရဲ့တရုပ်ဆောင်ချက်ကအရန်ပြင်းနေပါတယ်။ဇွန်ဘီတွေကြားထဲကနေအေးအေးဆေးဆေးဖြတ်သွားနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဇွန်ဘီတွေကရိပ်မိသွားပြီးလိုက်တိုက်ခိုက်ပါတော့တယ်။လမ်းမှာဇွန်ဘီအဖွားကြီးတစ်ယောက်ကစူအားကိုတိုက်ခိုက်လို့ရောင်ဟွမ်ကဝင်တားရင်လက်ကိုအကိုက်ခံလိုက်ရပါတယ်။ဒါပေမဲ့ကံကောင်းတာကအဲ့ဒီဇွန်ဘီကသွားတူတက်ထားတာကြောင့်အရေးပြားတဲ့ဗိုင်းရပ်စ်မဝင်ခဲ့ပါဘူး။ရောင်ဟွမ်ကစူအားကိုဘေးကင်းရမှာခဏထားပြီးကားသွားယူခဲ့ပါတယ်။အရာအားလုံးအဆင်ပြေပြီလို့ထင်ရပေမဲ့ကားမောင်းနေရင်စူအားလေးငြိမ်သက်သွားပါတယ်။ရောင်ဟွမ်စိတ်မကောင်းတဲ့အငွေ့သက်တွေခံစားမိလို့စူအားရဲ့အင်ဂျီလက်ကိုအတင်ကြည့်လိုက်တဲ့အခါစူအားရဲ့လက်မောင်းမှာဇွန်ဘီအကိုက်ခံထားရတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရပါတယ်။ပုံနေတဲ့အချိန်မှာဇွန်ဘီကလေးလေးတစ်ယောက်ကခိုးကိုက်သွားတာပါမကြခင်မှာပဲစူအားလေးဟာမျက်လုံးတွေဖြူဖက်ဖြူရော်ဖြစ်ပြီးလူသားစားတဲ့ဇွန်ဘီလေးဖြစ်ပြောင်းလဲသွားပါတော့တယ်။အဖွားအိမ်ကိုရောက်တဲ့အခါအစိုးရကဇွန်ဘီတွေကိုအသေးသက်ဖို့အမိန့်ထုတ်ထားတာကိုသိလိုက်ရပါတယ်။ရောင်ဟွမ်ဟာသမီးလေးကိုတခြားသူတွေတက်တာမခံနိုင်တာကြောင့်သူ့လက်နဲ့ပဲအဆုံးစီရင်ဖို့မြေချင်းတူးခဲ့ပါတယ်။ဒါပေမဲ့သမီးလေးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါသူတို့တူတူဖြတ်တန်းခဲ့တဲ့ပျော်စရာအချိန်တွေကိုသတိရပြီးရင်ကွဲမတက်ခံစားရတာကြောင့်မတက်နိုင်ပဲသမီးလေးကိုဖတ်ပြီးငိုကြွေးနေခဲ့ပါတယ်။အဖွားဖြစ်သူကစိတ်မရှိလို့ကိုယ်တိုင်တက်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာတော့တန်ရောစင်ကြောင့်မလုပ်ရက်ခဲ့ပါဘူး။အဲ့ဒီလိုနဲ့သူတို့သားဖစကားများနေတော့စူအားလေးကကျိုးတွေကိုယုံထွက်ပြီးထွက်ပြေးသွားပါတယ်။သူတို့လိုက်ရှာတဲ့အခါစူအားကိုပင်လယ်နားကငါးဖမ်းတဲ့ဟောင်းလေးထဲမှာပြန်တွေ့ခဲ့ပါတယ်။စူအားကဇွန်ဘီဖြစ်နေပေမဲ့သူ့အရင်ကအမတ်တရားတွေရှိတဲ့ပိုက်ကွန်ဟောင်းလေးတွေနဲ့ကစားနေတာကိုမြင်လိုက်ရတဲ့အခါမှာရောင်ဟွမ်ကမျှော်လင့်ချက်တစ်ခုရလာပါတယ်။သူကကြားတွေကိုတောင်လေ့ကျင့်ပေးနိုင်တာသူသမီးလေးကိုဘာလို့လေ့ကျင့်ပေးလို့မရရမှာလဲလို့တွေးရင်သူသမီးကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ရောင်ဟွမ်ဟာသမီးလေးကိုလူပြန်ဖြစ်လာစေဖို့အတွက်အမတ်တရားတွေကိုပြန်ဖော်ထုတ်ပေးရမယ်ဆိုပြီးစတင်လေ့ကျင့်ပေးပါတော့တယ်။ပထမအဆင့်မှာတော့လူကိုမကိုက်ဖို့ခရတန်းကိုအသုံးပြုပြီးထိန်းချောင်းပါတယ်။ဒုတိယအဆင့်မှာတော့လက်လျှောက်တာလက်ပြနှုတ်ဆက်တာနဲ့စကားကိုပြန်ပြောတတ်အောင်သင်ပေးပါတယ်။သူ့အဖွားကစူအားရဲ့ဇွန်ဘီရုပ်ပြောက်အောင်မိတ်ကပ်တွေလိမ့်ပေးပါတယ်။ဒီကြားထဲမှာဇွန်ဘီတွေလိုက်ဖမ်းတဲ့မူဆိုးမလေးယွန်ဟွာနဲ့တိုးမီလို့ပြဿနာတက်ခဲ့သေးပေမဲ့အဖွားရဲ့ပရီးရယ်နဲ့စူအားကိုကျောင်းတောင်ပို့လိုက်ပါသေးတယ်။ကျောင်းမှာလည်းစူအားလေးဟာတငယ်ချင်းတွေရလာပြီးပြန်ပြုံးပြတက်လာတာကြောင့်အခြေအနေတွေကတဖြည်းဖြည်းကောင်းမွန်လာခဲ့ပါတယ်။ဒါပေမဲ့အေးချမ်းတဲ့အချိန်ကခဏလေးပါလူတစ်ယောက်ကစုငွေလိုချင်လို့စူအားကိုလာခိုးသွားပါတယ်။ရောင်ဟွမ်ကလိုက်လံခဲ့တင်ရင်စူအားကအဲ့လူကိုကိုက်လိုက်မိလို့ဇွန်ဘီဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့စစ်တပ်ကသူတို့ကိုဝိုင်းထားလိုက်ပါတယ်။ရောင်ဟွမ်ဟာသမီးလေးကိုအစစ်ဆေးမခံနိုင်တော့ပဲသူတို့နှစ်ယောက်ထာဝရအတူရှိဖို့စူအားကိုသူ့ကိုကိုက်ဖို့ပြောလိုက်ပါတယ်။သမီးလေးကတိုးဆုပ်နေပေမဲ့နောက်ဆုံးမှာကိုက်လိုက်ပါတယ်။စစ်သားတွေဝင်လာပြီးစူအားကိုပြစ်ဖို့လုပ်တဲ့အခါဇွန်ဘီဖြစ်စရောင်ဟွမ်ကသမီးလေးရှိကနေကြီးစံတွေအကုန်ခံပြီးကာကွယ်ပေးခဲ့ပါတယ်။3 လကြာပြီးနောက်စူအားလေးဟာပုံမှန်လူသားပြန်ဖြစ်သွားခဲ့ပါတယ်။ရောင်ဟွမ်လည်းမသေးပါဘူး။ဒါပေမဲ့သတိမေ့မျောနေပါတယ်။သိပ္ပံပညာရှင်တွေကရောင်ဟွမ်ရဲ့သွေးထဲမှာဇွန်ဘီဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်တဲ့ဆေးစွမ်းတစ်မျိုးကိုတွေ့ရှိသွားတာပါ။အဲ့ဒါကတော့လေ့ကျင့်ပေးနေတဲ့ကာလတစ်လျှောက်လုံးစူအားကရောင်ဟွမ်ကိုခဏခဏကိုက်မိရာကနေရောင်ဟွမ်ရဲ့ကိုယ်ခံအားကဗိုင်းရပ်စ်ကိုအလိုလျောက်တိုက်ဖြတ်နိုင်စွမ်းရသွားတာဖြစ်ပါတယ်။ဇလန်းအဆုံးမှာတော့စူအားလေးဟာပွဲမှာပထမဆုရခဲ့ပါတယ်။သတိမေ့မျောနေတဲ့အဖေဖြစ်သူရဲ့ကရင်ဘေးမှာပွဲဗီဒီယိုလေးဖွင့်ပြလိုက်တဲ့အခါရောင်ဟွမ်ရဲ့လက်ချောင်းလေးတွေဟာအသက်ဝင်လှုပ်ရှားလာပြီးမကြခင်သတိပြန်ရတော့မဲ့မျောလင်းချက်လေးနဲ့ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်